Okay ကဲခု unit 11ကိုရောက်လာပြီဟုတ်ပြီနော်ဒီ unit 11မှာတော့ဗာတွေလေ့လာမလဲဆိုတော့ past simple ကိုလေ့လာမယ်ဟုတ်ပြီနော် past simple ဆိုဘာမှအထူးဆန်းမဟုတ်ပါဘူးနော်ဗမာကျောင်းသားတွေအကြောင်းမှာ verb လို့သင်ထားတဲ့ဟာလေးပေါ့ Okay walked နော် got went ဒါမျိုးပေါ့ဟုတ်ပြီနော်ဒါတွေကိုဘယ်လိုခေါ်လဲ past simple လို့ခေါ်တယ် Okay အဲ့တော့ past simple ကိုဘယ်လိုချိန်မှာသုံးလဲဆိုတော့တိတ်ကကာလတစ်ခုမှာလုံးဝလုပ်ပြီးခဲ့တဲ့ဟာတစ်ခုပေါ့နော်မင်းညာကျွန်တော်ည8 နာရီမှာအိပ်ရဝင်နေဒါမျိုးပြီးခဲ့တဲ့ဘက်ကကျွန်တော်ရုပ်ရှင်သွားတယ်နော်ပြီးခဲ့တဲ့ကာလတစ်ခုမှာသူကလုံးဝပြီးပြတ်ပြီးတော့ကြမ်းခဲ့ပြီလုံးဝပြီးပြတ်သွားပြီအဲ့ဆိုဘာလို့တော့မလဲ past simple ကိုသုံးမယ် Okay ပုံမှန်လေ့ကျင့်တစ်ခုလို့လုပ်တယ်ဆိုရင် present simple ကိုသုံးနော်လုံးဝပြီးပြတ်သွားတဲ့ကိစ္စကိုပြောချင်တယ်ဆိုရင်နော်တိတ်မှကြံခဲ့ပြီဆိုဘာလို့တော့မလဲ past simple ကိုသုံးမယ်ကြည့်အောင် They watch television every evening သူတို့ဟာ every evening ညနေတိုင်း TV ကြည့်တယ်ဒါအလေးကျင့်ကိုပြောတာဖြစ်တဲ့အတွက်ဘာလို့သုံးရမလဲ present simple ကိုသုံးရမယ် Okay အလေးကျင့်ပုံမှန်လုပ်နေကြအလေးကျင့်ကိုပြောတာဖြစ်တဲ့အတွက် present simple ကိုသုံးရမယ်အဲ့ဒါကြောင့် They watched television yesterday evening yesterday evening တော့မနေ့ညနေပြီးသွားပြီကြံခဲ့ပြီလေမနေ့ညနေသူတို့ TV ကြည့်ခဲ့တယ်ဒါပဲဟုတ်ပြီနော်ပေါ်ကောင်ဘာလို့ present simple နဲ့ရေးလဲလေ့ကျင့်တစ်ခုလို့ပုံမှန်လုပ်တာမဟုတ်လို့အောက်ကကောင်ဘာဖြစ်လို့ past simple နဲ့ရေးလဲအတိတ်မှာပြီးပြတ်ပြီးတော့ကြံခဲ့ပြီမလို့နော် Okay အဲ့ဒီတော့ဒီတချို့ verb တွေကတော့ ed လေးပေါင်းလိုက်တာနဲ့ past simple တက်ပြီးတော့ဖြစ်သွားတာရှိတယ်ဟုတ်ပြီနော်တချို့ verb တွေကျတော့အဲ့လိုမဟုတ်ဘူးနော် ed လေးပေါင်းလို့ ed သွားပြီးတော့ပေါင်းလို့မရဘူး Okay အဲ့တော့အဲ့လို ed သွားပြီးတော့ ed လေးပေါင်းလိုက်တာနဲ့ဟလာ past simple ဖြစ်သွားတဲ့ကောင်လေးကိုဘယ်လိုခေါ်လဲဆိုတော့ regular verbs တွေလို့ခေါ်တယ်ပုံမှန် Korea ပုံမှန်ဖြစ်နေတဲ့ Korea လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့လိုed လေးပေါင်းလိုက်ရုံနဲ့ဟလာpast simple ဖြစ်မသွားဘူးเนาะလွတ်ချက်ထားရတယ်အသေးမှတ်ထားရတယ်အဲ့ဒါကြတော့ဗာလေ irregular verbs ပုံမှန်မဟုတ်တဲ့ Korea လို့ခေါ်တယ်ဟုတ်ပြီเนาะအဲ့ကြတော့လွတ်ချက်ထားရတယ်ကဲဟုတ်ပြီဒီကောင်လေးယဉ်ကြည့်အောင်ပါ walk ed ပေါင်းလိုက် walked green ed ပေါင်းလိုက် greened okay start ed ပေါင်းတော့ started dance danced okay stay stayed okay need needed ဟုတ်နော် ed လေးပေါင်းလိုက်ပဲ walk walked green greened start started started okay. dance danced okay. stay stayed need needed okay started needed ဒါပဲ okay ဒီတော့ဘာမှတ်ထားစရာမလို ed လေးပေါင်းလိုက်ရမယ် okay I clean my teeth every morning မနေ့တိုင်းကျွန်တော်သွားတိုက်တယ် I clean my teeth every morning မနေ့တိုင်းသွားတိုက်တယ်ဒါပုံမှန်လုပ်နေကြလေ့ကျင့်ဖြစ်တဲ့အတွက် present simple နဲ့ရေးတယ် This morning I cleaned my teeth ဒီမနေ့ကျွန်တော်သွားတိုက်ခဲ့တယ်ဒီမနေ့ဆိုပြီးသွားပြီနော်ကိုပြောနေတဲ့ချိန်ကနေတယ်လည်းဖြစ်ဖြစ်မယ်ညနေလည်းဖြစ်ဖြစ်မယ်နော်ပြီးသွားပြီဆိုတော့ I cleaned past simple နဲ့ရေးတယ်ကဲဆက်သွားမယ် Terry worked in a bank from 1996 to 2003 Okay from 1996 to 2003ဆိုတော့ပြီးသွားပြီလေနော်1996ကနေပြီးတော့2003ခုနှစ်အထိဘန်တစ်ခုမှာလုပ်ခဲ့တယ်အခုမလုပ်တော့အဲ့တော့ worked past simple နဲ့ရေးတယ်ကဲဆက်သွားမယ် Yesterday it rained all morning မနေ့က it rained မိုးရွာတယ်အဲ့တော့ရာသီဥတုကိုပြောခြင်းဘာတော့မလဲ it ကိုတော့ပြီးတော့ပြောလို့ရှိတယ် all morning ဆိုတာတမနေ့လုံးလို့ပြောတာဟုတ်နော် the whole morning လို့ပြောလိုက်ရတယ် the whole morning ဟုတ်နော် all morning လို့ပြောလိုက်ရတယ် the whole morning လို့ပြောလိုက်ရတယ်တမနေ့လုံးနော်မနေ့ကတမနေ့လုံးမိုးရွာတယ်မနေ့ကဆိုပြီးသွားပြီအဲ့တော့ it rained past simple နဲ့ရမယ်နော် it stopped at lunchtime နေ့လယ်စာစားတဲ့အချိန်မှာမိုးတိတ်သွားတယ်ဟုတ်နော်အဲ့တော့ပြီးသွားပြီဆိုတော့ stopped okay အဲ့တော့ stop stop ph မှာဗာလေးပါနေ o လေးပါနေ a e i o u တကူပါနေအဲ့ဆို p ကိုဘယ်နှခါရေးမလဲနှစ်ခါရေးမယ် s t o p p e t stopped okay အဲ့တော့ terminal လို့ပြောတော့ all morning ပေါ့တညလုံးဆိုရင် all night တနေ့လုံး all day တနှစ်လုံး all year ဒီလိုလေးပြောလို့ရတယ် okay we enjoyed the party last night enjoy ဆိုတာကြိုက်တာပျော်တာအဲ့တော့ enjoy လို့ခေါ်တယ် we enjoyed the party last night မနေ့ညပါတီပွဲမှာကျွန်တော်တို့ပျော်ခဲ့တယ်မနေ့ညဆိုပြီးသွားပြီအဲ့တော့ enjoyed past simple နဲ့ရေးနော် we danced a lot and talked to a lot of people we danced ကျွန်တော်ကခဲ့တယ် a lot အများကြီးနော်ကျွန်တော်အများကြီးကတယ်နော်အကြာကြီးကတယ် and talked to a lot of people နော် talk to စကားတွေပြောတယ် lot of people lot of ဆိုအများကြီး people လူတွေနော်လူတွေအများကြီးနဲ့ကျွန်တော်တို့စကားတွေပြောတယ်ပြီးတော့အများကြီးကတယ် okay နော်အကုန်လုံးပြီးသွားပြီဖြစ်တဲ့အတွက်ဘာနဲ့ရေးလဲ past simple နဲ့ရေးတယ် enjoyed danced talked the party finished at midnight နော်ည7 နာရီမှာပါတီပြီးသွားတယ်နော်ပြီးသွားတယ်ဆိုတော့ finished okay now why နဲ့စုံတဲ့ verb တွေကြတော့ why နေရာမှာ I ပြောင်းပြီးတော့မှ ed ပေါ့နော် okay t i n d
STUDIEDနော် Y နေရာမှာ I ထည့်ပြီးတော့မှ ED ပေါ့ okay ဒါ STOP P ရဲ့ရှေ့မှာ O ရှိနေတယ်အဲ့တော့ P ကိုနှစ်ခါရေးရမယ် STOPPED stopped okay PLAN plan နော် N ရဲ့ရှေ့မှာ A ဖြစ်နေတယ် AEIOU တကူခံနေတယ်အဲ့တော့ N ကိုနှစ်ခါရေးရမယ် PLANNED planned okay ဟုတ်ပြီအဲ့တော့ခုနကကြည့်ခဲ့တဲ့ verb တွေကဒါ ED လေးပေါင်းလိုက်ရုံနဲ့ဟလာ past simple ဖြစ်သွားတဲ့ verb တွေပေါ့နော်ဒီနေ့ပြောမယ်ဆိုရင် regular verb တွေပေါ့ okay ဒီဟာတွေကျတော့ regular မဟုတ်ဘူးနော် irregular လို့ခေါ်တယ် irregular နော်ပုံမှန်မဟုတ်ဘူးသူကလွတ်ချက်ထားတယ်နော်ဘယ်လိုကနေဘယ်လိုပြောင်းသွားရဲဆိုတာလွတ်ချက်ထားတယ် okay ဒါသူ့အတွက် video file တည်တတ်တစ်ခုရှိတယ်ဟုတ်ပြီနော် okay အဲ့တော့ဒီမှာတော့ဂျာမြင်လေးပဲကြည့်လိုက်အောင်နော်ဒီမှာ begin ဒါ present ပေါ့နော်သူ့ကို past ပြောင်းခြင်းနဲ့ beganကိုကချက်ထားမယ် began break broke bring brought bid buy bought catch caught come came do did drink drunk eat ate fall fell find found fly flew forget forgot get got give gave go went have had hear heard know knew leave left lose lost make made meet met pay paid put do that put okay read read no Solomon do that sometimes do read read ring rang say said see saw sell sold sit sat sleep slept speak spoke stand stopped take talk tell told think thought win won write wrote ဒါတွေကလွတ်ချက်ထားမယ်ဟုတ်ပြီနော် okay I usually get up early နော် I usually ဆိုတာအများအဖြစ်နော်ဒါ at first of frequency အခြေရအတွက်ကိုပြတဲ့ at first နော်ကျွန်တော်ဟာအများအဖြစ် get up ဆိုတာအဲ့ရထားတယ် early ဆိုတာစောစောနော်ကျွန်တော်ဟာအများအဖြစ်အဲ့ရနေပြီးတော့စောစောထားတယ် okay but this morning I got up at 9 o'clock but ဒါပေမဲ့ this morning ဒီမနေ့ဆိုပြီးသွားပြီနော် I got up ကျွန်တော်ထားခဲ့တယ် at 9 o'clock 9နာရီမှာကျွန်တော်ထားတယ် okay ပြီးသွားပြီဆိုတော့ got up လို့တောင်းတယ်ဟုတ်ပြီနော်ပုံမှန်ထားနေရဆိုတော့ get up ပုံမှန်လုပ်တယ်ဆိုရင် present simple နော်ပြီးသွားတဲ့ဟာကိုပြောချင်တယ်ဆိုရင် past simple okay we did a lot of work yesterday we did ကျွန်တော်တို့လုပ်ခဲ့တယ် lot of work အလုပ်တွေအများကြီး yesterday မနေ့ကကျွန်တော်တို့အလုပ်တွေအများကြီးလုပ်ခဲ့တယ်အဲ့တော့မနေ့ကပြီးသွားတဲ့ဟာကိုပြောနေတာအဲ့တော့ဗါလေ past simple ပေါ့ did ပေါ့ okay Caroline went to the cinema 3 times last week okay went to the cinema ရုပ်ရှင်ကိုသွားခဲ့တယ်3 times 3ချိန် last week ပြီးခဲ့တဲ့ဘက်က Caroline တော့ပြီးခဲ့တဲ့ဘက်ကရုပ်ရှင်ကို3ခါသွားခဲ့တယ်ဒါလုံးဝပြီးသွားပြီပဲပြီးခဲ့တဲ့ဘက်ကသွားခဲ့တယ်ဆိုတော့အဲ့တော့ဘာနဲ့ရမလဲ past simple နဲ့ရမှာ went okay James came into the room took off his coat and sat down okay James came into the room ခန်းထဲဝင်လာတယ် took off his coat ကိုကြီးကိုချွတ်လိုက်တယ် and sat down ပြီးတော့ထိုင်တယ်နော်ဒါပြီးသွားတဲ့ဟာကိုပြောနေတာခုဖြစ်နေတာမဟုတ်ဘူးနော်သူခန်းထဲဝင်လာတယ်ကိုကြီးကိုချွတ်တယ်ထိုင်တယ် okay အဲ့တော့ came took နော် sat ဒါတွေကုန်တော့ပါလေ past simple တွေ okay အဲ့တော့အဲ့ရထားတာကိုဘယ်လိုပြောလဲ get up အဲ့ရနိုးတာကို wake up လို့ခေါ်တယ်နော်ထားတယ် get up နိုးတယ် wake up နော်အဲ့ရဝင်တယ် go to bed အဲ့ရစောစောဝင်တယ် go to bed early အဲ့ရနောက်ကျမှဝင်တယ် go to bed late အဲ့လိုပြောရတယ်ဟုတ်ပြီနော် okay အင်ဂျီဝစ်စားပါညာဝစ်တယ်အင်ဂျီဝစ်စားဝတ်တယ် auto ဝစ်တယ်နော် okay အဲ့ဒါဘယ်လိုခေါ်လဲ bottom လို့ခေါ်တယ် bottom နော်ဝစ်တယ်ပေါ့ကဲချွတ်တယ်ကျတော့ take off ချွတ်တယ် take off ဝစ်တယ် bottom okay ရုပ်ရှင်ရုံသွားတာဘယ်လိုခေါ်လဲ go to the cinema ဒါမှမဟုတ် go to the movies as ပါနော် go to the movies go to the cinema ဒီလိုပြောရမယ် okay